တီတီတသားမီမီတို့အားလုံးမင်္ဂလာပါနော်ဒီနေ့လေတီတီကပုံမြင်ကောင်းလေးတစ်ပုဒ်နဲ့တူပြန်လာခဲ့ပါပြီပုံမြင်လေးကချစ်စရာကောင်းတယ်လို့ဒီပုံမြင်လေးကိုနားထောင်ပြီးရင်တသားမီမီတို့အတွက်သင်ခန်းစာယူစရာတွေလည်းရရှိသွားမယ်ဆိုတာသိကြပါတယ်နော်ဟိုးရှိတုန်းကရွာလေးတစ်ရွာမှာစိတ်ထားကောင်းမွန်ပြီးအလုပ်ကြိုးစားတဲ့မိန်းကလေးတစ်ယောက်ရှိတယ်အဲ့ဒီမိန်းကလေးကရုပ်ရည်လေးကလည်းတိတ်ကိုလှပတယ်တဲ့အဲ့ဒီရွာလေးမှာပဲတခြားအိမ်လေးတစ်အိမ်မှာတော့မိန်းကလေးတစ်ယောက်ရှိတယ်။သူကတော့စိတ်ထားလည်းမကောင်းသလိုအပြင်းလဲကြီးတယ်တဲ့။စိတ်ထားကောင်းမွန်တဲ့မိန်းကလေးရဲ့မျက်နှာလေးကပန်းသွေးရောင်လေးတန်းပြီးအသားရည်လေးကစူပြေလှပနေတယ်။ဒါကြောင့်သူတို့နှစ်ယောက်အပြင်သွားကြတဲ့အခါတရွာလုံးကသူတွေကကြည်စမ်းပါအောင်ဟဲ့လှလိုက်တာသူ့မျက်နှာလေးကပန်းသွေးရောင်ကိုတန်းနေတာပဲ။မိန်းမလှလေးကိုအဲ့ဒီလိုချီးမွမ်းနေတဲ့ကြတော့အပြင်းကြီးတဲ့မိန်းကလေးကတိတ်ကိုမနာလို့ဖြစ်မိတာပေါ့သူ့မျက်နှာဘာဖြစ်လို့နှင်းစီပန်းလေးလိုညီရဲနေရတာလဲငါမျက်နှာကြတော့ဘာဖြစ်လို့ဖြူဖက်ဖြူရောဖြစ်နေရတာလဲငါလဲသူ့မျက်နှာလေးလိုနှင်းစီပွင့်ဖက်ရောင်ပန်းသွေးရောင်ဆူဆူလေးနဲ့လှပလာအောင်ဘလို့လုပ်ရမလဲအဲ့လိုတွေးရင်းနဲ့သူတို့ရွာတွေကမော်အတက်တွေတက်တယ်ဆိုတဲ့အဖိုးကြီးတယောက်ကိုတတိယသွားတယ်ဒီအဖိုးကြီးကိုသွားမေးရင်တော့ငါရဲ့အသားရည်လေးကိုလည်းသူ့လိုပန်းနုရောင်တန်းလာအောင်လုပ်ပေးနိုင်မှသိကြတယ်။ဒီလိုနဲ့တနေ့မှာတော့အပြင်းကြီးပြီးစိတ်ထားမကောင်းတဲ့ကောင်းမလေးကသူတို့ရွာထဲကအဖိုးကြီးရဲ့အိမ်ကိုထွက်လာခဲ့တယ်။သူရောက်သွားတဲ့အချိန်မှာတော့အဖိုးကသူ့ရဲ့အိမ်ကိုတန့်ရှင်းလုပ်နေတာပေါ့။ထူးထူးဆန်းဆန်းဘာကိစ္စနဲ့ရောက်လာတာလဲသမီးရဲ့။ဒီလိုပါအဖိုးကျမလည်းရွာထဲကကျမရဲ့အိမ်ကြီးချင်းပန်းနုရောင်မင်းကလေးလိုနှင်းစီပွင့်ဖက်လို့အသားရည်လေးနဲ့မြင်သူတိုင်းချီးမွမ်းရအောင်လှပကျင်ပါတယ်။အမှန်တိုင်းပြောရရင်တော့သူ့ထက်ကိုပိုပြီးတော့လှကျင်နေ။ဒါကြောင့်သူ့မျက်နှာလိုဆူဆူပြေပြေနီနီရဲရဲလေးဖြစ်အောင်လို့ကျမဘယ်လိုလုပ်ရမလဲအဖိုး။ဒါကလွယ်ပါတယ်သမီးရဲ့။ကဲအဖိုးခဏနားလိုက်အောင်မယ်။သမီးကအဖိုးကိုတန်ရှည်ကူးလုပ်ပေးထားနော်။အဖိုးကခဏနားရင်းနဲ့စဉ်းစားလိုက်အောင်မယ်။သမီးကိုဘယ်လိုကူညီပေးရမလဲဆိုတာကိုပေါ့။ဒါနဲ့ပဲအပြင်းကြီးတဲ့မိန်းကလေးလဲသူမလှုပ်ချင်တဲ့အိမ်တန်ရှင်းရေးလှုပ်တွေကိုစိတ်မပါလက်မပါနဲ့ပဲလှုပ်ပေးနေရတာပေါ့တန်ရှင်းရေးလှုပ်ရင်းနဲ့သူကဖြစ်တောက်နဲ့ပြောလိုက်သေးတယ်အဖိုးရဲ့အိမ်ကလည်းရှုပ်ပွားနေတာပဲဒီလောက်ထိရှုပ်ပွားနေတာအဖိုးကနေ့တိုင်းမရှင်းဘူးလားအဖိုးကတော့ဘာမှပြန်မပြောပဲမိန်းကလေးကိုသာပြုံးကြည့်နေလိုက်တယ်ခဏကြာတော့ပြောလိုက်တယ်ဟုတ်ပြီသမီးဘယ်လိုလုပ်ရမလဲဆိုတာအဖိုးသိပြီအတီးကသမီးမှလိုနေတာသူများကိုကူညီခြင်းစိတ်ရဲ့အလုံးလုံးခြင်းစိတ်ရဲ့အဲ့ဒီနှစ်ခုပဲဒီတော့ဒီနေ့ရစပြီးပန်းနုရောင်မင်းကလေးရဲ့အလုပ်တွေကိုသမီးကကူညီပေးပေါ့ပြီးတော့စိတ်ထားကိုလည်းကောင်းကောင်းထားအဲ့လိုဆိုရင်တိတ်မကြခင်ရက်ပိုင်းအတွင်းမှာသမီးမျက်နှာလေးဝင်းပရွှင်လန်းလာလိမ့်မယ်အဲ့လိုပြောပြလိုက်တယ်အဖိုးပြောတဲ့အကြံကိုသူတိတ်ပြီးဘဝင်မကြပေမဲ့ဘာမှထပ်မပြောတော့ပဲသူ့ရဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်။နောက်တနေ့မနက်မှာတော့မိန်းမလှလေးနဲ့တူလယ်ထဲကိုလိုက်သွားဖို့အတွက်ပြင်းရီနဲ့အစောကြီးထားရတာပေါ့။လယ်ထဲကိုရောက်တဲ့အခါပေါက်ပြားကင်ပြီးအလုံးစားလုပ်ဖို့ပြင်လိုက်တယ်။ဒါမဲ့ပေါက်ပြားနဲ့3-4ချက်လောက်ပေါက်ပြီးတော့လွှတ်ချလိုက်တယ်။ဘာမှတော့မလုပ်ရသေးဘူး။သူတော်တော်ကိုမောဟိုက်နေတယ်။အဲ့ဒီနောက်မိန်းမလှလေးဘက်ကိုလှည့်လိုက်ပြီးမောလိုက်တာဟဲ့နေ့လေကွင်းကြီးကလည်းအကျယ်ကြီးပဲဒီလောက်များတဲ့လေခွက်ကြီးကိုနင်ဘလို့များလုံနိုင်တာလဲငါတော့ခဏနားလိုက်အောင်မယ်ဟဲ့အဲ့လိုပြောပြီးတော့လေကွင်းဘေးကတစ်ပင်အရိပ်အောက်မှာသွားအိတ်နေလိုက်တာညနေဆောင်မှပြန်နိုးလာတယ်နောက်နေ့တွေမှာလည်းဒီလိုပုံစံနဲ့ပဲ3ရက်တိတိကြာသွားခဲ့တယ်သူ့ရဲ့အိမ်ကိုပြန်ရောက်တိုင်းသူကမှန်ကိုအရင်ဆုံးပြေးကြည့်တယ်သူ့မျက်နှာလေးပန်းနုရောင်တန်းပြီးပိုလှလာပြီလားဆိုပြီးတော့ပေါ့ဒါမဲ့တနေ့တနေ့ဘာမှပိုပြီးထူးခြားမလာတာကိုတွေ့တော့ဒေါသတွေထွက်လာတာပေါ့4ရက်မြောက်နေ့ကျတော့လေထဲကိုသွားခြင်းစိတ်မရှိတော့ဘူးဒါနဲ့ပဲသူကအဖိုးရဲ့အိမ်ကိုစိတ်ဆိုးမှန်ဆိုးနဲ့ရောက်လာတယ်သူရောက်လာတဲ့အချိန်မှာအဖိုးကသူ့ရဲ့ဥယျာဉ်ထဲမှာတစ်ပင်လေးတွေကိုရေလောင်းနေတယ်တဲ့ဒီမှာအဖိုးကျမလေထဲကို3ရက်တောင်လိုက်သွားပြီးပြီကျမရဲ့အသားရည်ကဘာမှလည်းထူးခြားမလာဘူးအဲ့ဒါဘလို့ဖြစ်တာလဲဘာလို့ထူးခြားမလားမှလဲသမီးရဲ့ပန်းနုရောင်မိန်းကလေးရဲ့အသားရည်ထက်တောင်ပိုပြီးတော့နီမြန်းနေသေးတယ်အိမ်ပြန်ပြီးမှန်တဲ့ကိုတေချာကြည့်လိုက်ပါဦး
အဲ့လိုပြောလိုက်တော့မက်လာချင်းလေးလဲအရန်ကိုပျော်သွားပြီးတော့သူ့ရဲ့အိမ်ကိုအပြေးလွှားပြန်လာခဲ့တယ်။အိမ်ပြန်ရောက်ချင်းမှန်ကိုယူပြီးတော့ကြည့်လိုက်တယ်။မှန်ထဲကသူ့မျက်နှာသူပြန်မြင်လိုက်ရတော့အရန်ကိုတုန်လှုပ်ခြောက်ခြားသွားတယ်။ပြီးတော့သူဟာရှိုက်ကြီးတငယ်ငိုကြွေးလိုက်တယ်။သူ့ရဲ့အော်ငိုတန်းကိုကြားတော့ပန်းတို့ရောင်မိန်းမချောလေးနဲ့တခြားအိမ်ကြီးချင်းတွေကသူ့အိမ်ထဲကိုပြေးဝင်လာကြတယ်။အားလုံးကသူ့ကိုစိုးရိမ်တကြီးနဲ့ဝင်လာကြပေမဲ့အိမ်ထဲရောက်လို့သူ့မျက်နှာကိုတွေးလိုက်တဲ့အခါမှာဘလို့မှမထိန်နိုင်ကြပဲတဟားဟားနဲ့အော်ရီလိုက်ကြတယ်။အဲ့ဒါဆိုမိန်းကလေးရဲ့မျက်နှာကဘာဖြစ်သွားတာလဲ။အဖြေကတော့ဒီလိုပါတသားမိမိတို့ရေသူ့ရဲ့မျက်နှာလေးပေါ်မှာလှပတဲ့ပန်းသွေးရောင်လေးကတကယ်ကိုထင်းနေအောင်ပေါ်လာခဲ့တယ်။ဒါမဲ့ပါးလေးနှစ်ဖက်ပေါ်မှာတော့မဟုတ်ဘူးတဲ့။သူ့ရဲ့နှာခေါင်းလေးပေါ်မှာပေါ်လာတာဆိုတော့နှာခေါင်းနီတာရဲလေးနဲ့သူ့ရုပ်ကလေးကအရန်ကိုရည်စရာကောင်းနေတာပေါ့။တကယ်တော့သူသာစိတ်ထားကောင်းကောင်းထားပြီးသူများကိုစိတ်ပါလက်ပါကူညီပေးခဲ့မယ်ဆိုရင်သူ့ရဲ့မျက်နှာလေးကအဖိုးပြောသလိုတကယ်ပဲပါးလေးတွေပန်းရောင်တန်းလာနိုင်ပေမဲ့သူလေးကစိတ်ထားကလည်းမကောင်းအပြေးကလည်းကြီးဆိုတော့သူဖြစ်ချင်တယ်လို့ပါးလေးတွေหนีရဲမလာပဲနှာခေါင်းလေးမှာသာหนีရဲလာအောင်အပြစ်ပေးခံလိုက်ရတော့တာပေါ့ကဲတီတီရဲ့ပုံမြင်လေးကဒီနေရာမှာပြီးသွားပါပြီနော်ဒါဆိုရင်တသားမိမိတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးတော့စိတ်ထားကောင်းကောင်းထားတဲ့ဖို့နဲ့သူများကိုအမှန်တကယ်စိတ်ပါလက်ပါကူညီတတ်ကြဖို့သင်ခန်းစာရရှိသွားမယ်လို့မျှော်လင့်ပါတယ်နော်နောက်ထပ်ပုံမြင်လေးတစ်ပုဒ်မှာတီတီနဲ့အတူပြန်တွေ့ကြမယ်နော်